အခုအဖွင့်လင်းပြောမယ်အဲ့ဒီရခိုင်ဘက်မှာမွတ်စလင်တွေတော်တော်များများကိုလက်နက်တွေတက်ဆင်ပေးနေရလဲခင်ဗျားတို့အဖဖြစ်တယ်နော်ပြီးတော့အားလုံးပြန်လက်ခံပါလဲခင်ဗျားတို့အဖဖြစ်တယ်နော်မဟာအားလုံးမင်္ဂလာပါရှင်ကျမတို့နေဦးတော်လိုက်မြန်မာညူချာနံပါတ်2ဆိုပါတယ်နေ့စဉ်နိုင်ငံသတင်းများကိုတင်ဆက်ပေးသမှာဖြစ်လို့လက်အရှဲလေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်မိတ်ဖြစ်နေပူပေါင်းတာလည်းခင်ဗျားတို့အဖဖြစ်တယ်အဲ့တော့ခင်ဗျားတို့ပြောနေတဲ့ဘင်္ဂါလီဟာကိုမောင်ကဘင်္ဂါလီလားကိုမောင်ကျတော့ပြောရဲလိုက်တာကိုမောင်ကဘာမှပြန်ပြောတယ်မေတ္တာရှင်ဟုတ်လားပြောရဲတာပေါ့သူတို့အဖကျတော့ဘာမှမပြောတကယ်တမ်းဘင်္ဂါလီကဥမင်းအောင်လိုင်းစစ်နော်အဲ့တကယ်ဘင်္ဂါလီဆိုတာသူမှစစ်နောက်ထပ်ပြည်ထဲမှာဗလီဆောက်ပေးနေတာဗလီကြီးမှာနိုင်ငံတော်အဆင့်ဗလီခင်ဗျားတို့ဘာပြောရဲလဲအဲ့ကျတော့လည်းဘင်္ဂါလီမဟုတ်တော့ပြန်ခင်ဗျားတို့ကမြေနှိမ့်ရဆိုလှန်ဆိုင်ချင်တယ်နော်ခင်ဗျားတို့ဘာမှမလုပ်တဲ့သူဆိုရှင်ပြောချင်တယ်ဒါပေမဲ့ကို့အဖကျတော့တကယ်ဘင်္ဂါလီစစ်ကြတော့တခါတည်းခင်ဗျားတို့ကိုယ်တိုင်ပဲပြောမှဆိုရင်ဘင်္ဂါလီဘွားရောက်ကုန်ပြီနော်ကမောင်းနဲ့နိုင်တော့သမရမလုပ်ဘူးဗျဥမင်းအောင်လိုက်သမရမလုပ်ဘူးလားကိုမောင်းနဲ့ NUG နဲ့ထောက်ဖို့တွေပူးပေါင်းလိုက်ပါကိုမောင်း NUG ထောက်ဖို့တွေနဲ့ပူးပေါင်းလိုက်ပါနော်ကျွန်တော်တို့ကနိုင်ငံရေးအဖြစ်အယောင်ဆင်းကင်းပါတယ်အမှန်တရားအထက်မှာဘယ်သူမှမရှိပါဘူး NUG လည်းမဟုတ်ရင်မဟုတ်တယ်လို့ပြောရမှာဖြစ်တယ်လို့ဥမင်းအောင်လိုက်တို့ဒီစစ်တပ်ဘက်ကလည်းမဟုတ်တဲ့သူမှများမဟုတ်သူလို့ပြောမှာဖြစ်တယ်အဲ့တော့နိုင်ငံရေးအဖြစ်ဒါမျိုးရက်တီဖို့ဆိုတာဟာနိုင်ငံရေးဝင်းစားလို့တယ်အားအင်လို့တယ်တတိလို့တယ်နော်အမှန်တရားကိုချစ်တဲ့ပြည်သူတွေရှိတယ်ဆိုတော့ယုံကြည်ဖို့လို့တယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့က NUG နဲ့ဒီတော်လန်ရေးပြည်သူပဲရှိရလို့ခင်ဗျားတို့ထင်ကြလိမ့်မယ်နောက်တော့ခင်ဗျားတို့ပြောသလိုပေါ့ဗျစစ်တပ်အားပေးထောက်ခံတဲ့စစ်တပ်ပဲရှိရလို့ထင်ကြလိမ့်မယ်မဟုတ်ပါဘူးအမှန်တရားကိုတကယ်ချစ်ပြီးတော့နော်အမှန်တရားအထက်မှာဘယ်သူမှမရှိအမှန်တရားချစ်တဲ့သူတွေအားလုံးကျွန်တော်နောက်မှာရှိတယ်ဆိုတာကျွန်တော်ယုံကြည်တယ်အဲကြောင့်မို့လို့ NUG ပေါ်မှာလည်းကျွန်တော်အနေနဲ့အမှန်အမှားအခြေအနေတွေကိုဖြစ်စဉ်အတိုင်းမှာဖြစ်ရတိုင်းကျွန်တော်သုံးသပ်ပြောဆိုပေးမှာဖြစ်သလိုဒီပေါ့ဥမင်းအွန်လိုင်းတို့ဆိုတာတော့ဒါအရေးကြီးတယ်မဖြစ်မနေပြောမှာမဖြစ်မနေဝေဖန်မှာဘာကြောင့်လဲဆိုတော့သူတို့ရဲ့လုပ်ရက်တိုင်းမှာသူတို့ကတကယ်တမ်းနိုင်ငံတော်ရဲ့နိုင်ငံသားတွေပြည်သူတွေရဲ့ဘဝကိုထိတွေ့ပြီးတော့သူတို့ရဲ့လုပ်ရက်တွေတစ်ချက်စောင်းသွားရင်ပြည်သူလူထုက၅ပါးမှောက်မှာနော်လုံးဝအာဏာယူပြီးဟင်းဆိုရင်တန်50မှာမှောက်မှာအဲ့အတွက်ကြောင့်မို့လို့ NUG အနေနဲ့ကျွန်တော်ရဲ့နိုင်ငံရေးမှာအဲ့လောက်ထိအရေးကြီးတဲ့ခန်းကဏ္ဍမှာမရှိတဲ့အတွက်ကြောင့်မို့လို့ဝေဖန်မှုတွေကျွန်တော်သိမလုပ်ဘူးတိတ်လည်းမသိကျင်တော့ဘူးပေါ့လေနော်ဝေဖန်ရလောက်အောင်လဲကျွန်တော်ရဲ့နိုင်ငံရေးခန်းကဏ္ဍမှာအရေးကြီးတဲ့ခန်းကဏ္ဍမှာမပါဘူးမပါတဲ့အတွက်ကြောင့်မို့လို့အခုကျွန်တော်ရဲ့နိုင်ငံရေးသွားမဲ့ခန်းကဏ္ဍပါလဲဆိုတော့အခုကျွန်တော်မြန်မာနိုင်ငံကိုဘယ်လိုခေါ်မလဲကျွန်တော်တို့နိုင်ငံကိုဒီမိုကရေစီနိုင်ငံကိုသွားဖို့ရည်မှန်းချက်ရှိတယ်ရည်မှန်းချက်ရှိတဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးသွားပြီးနေစစ်တပ်ကပဲဖော်ဆောင်ပြီးဘယ်သူကပဲဖော်ဆောင်ပြီးကျွန်တော်တို့ကအားပေးရမှာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးသွားတဲ့လမ်းကြောင်းမှာကြပြက်ကရက်လုတ်ပြီးတော့နော်မသွားနိုင်အောင်တွဲခိုနေတော့နောက်ပြန်ဆွဲနေတော့သူတွေကိုဝေဖန်မှာဖြစ်တယ်အဲ့တော့ကျွန်တော်အများနဲ့ပြောနေစစ်ဘောမနဲ့အဘဘောမမတူဘူးဘာကြောင့်လဲဆိုတော့စစ်တပ်ဘက်ကခင်ဗျားတို့တကယ်လေ့လာကြည့်ပါစစ်တပ်မှာခင်ဗျားတို့ရေးဆွဲထားတဲ့ဥပဒေတွေတွားကြည့်လိုက်ဥပဒေတွေတစ်ခုချင်းကိုထောက်ကြည့်လိုက်ခင်ဗျားတို့စစ်တပ်ကိုတကယ်လေးစားပြီးထိုင်လို့ချင်းစိပေါက်သွားမယ်အဲ့လောက်ထိကိုစစ်ဥပဒေတွေကကောင်းမွန်တယ်နော်2008အခြေခံဥပဒေအဖြစ်အတိုင်းအတာတစ်ခုထိလက်ခံပြီးလို့ရတယ်အဲ့တော့2008အခြေခံဥပဒေနဲ့စစ်ဥပဒေနဲ့ပေါင်းပြီးတော့ကျွန်တော်နိုင်ငံကိုနာကျင်မှုတွေထိခိုက်မှုတွေတိတ်ဆုံးမှုတွေအားနည်းဘယ်လိုခေါ်မလဲဆိုတော့အ ਨੇ ဆုံးနဲ့နိုင်ငံကိုဘယ်လိုခေါ်မလဲစစ်တပ်ကင်းစင်သောနိုင်ငံနော်ဒီမိုကရေစီနိုင်ငံအဖြစ်ကိုကူးပြောင်းဖို့ကျွန်တော်တို့ကရည်မှန်းချက်ထားတာဖြစ်တယ်ရည်မှန်းချက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စစ်တပ်ကိုအားပေးထောက်ခံရမယ်နော်နောက်ရှိအခြေခံမှုလားဥပဒေတိုင်းကျွန်တော်တို့လက်ခံပေးရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့စစ်တပ်မှာနောက်ပြန်ဆွဲနေသူတွေအားလုံးကိုဝေဖန်ပြောဆိုသွားရမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ NUG နဲ့ပတ်သက်ပြီးထောက်ဖို့ကျွန်တော်ထောက်ဖို့တော့လုပ်စရာမလိုပါဘူးခင်ဗျာ NUG ကိုကျွန်တော်ပြီးခဲ့တဲ့ခါပြောခဲ့ပါတယ်နော်121တန်းရပြီနော်ရမှာလုံးဝရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်တွက်ချက်ပြီးတေချာပြောပြတာပါနော်အကောင်လုံးတွက်ချက်ကြည့်လိုက်တော့အောက်လွတ်တော့အထက်လွတ်တော့ပြီးတော့အခြေခါကြီးတဲ့ခါမှာတော့ခင်ဗျားတို့ရဲ့ဒီဒေါ်လာရေးကိုဒီတစ်ခေါက်တော့အမေရိကန်တကယ်ကိုညီပါလိမ့်မယ်ရပြီဆိုတဲ့ပုံစံအရင်ကလည်းရပါတယ်ဒါပေမဲ့ငွေကြေးကိုရပြီဆိုတဲ့ကျွန်တော်ကပြောလိုက်ခြင်းမှာချို့နည်းနည်းလေးတွေ့ဝါတာရှိလိမ့်မယ်ဟာရပြီသာပြောတယ်ငါတို့ကတကယ်လည်းမရပါဘူးဆိုတာအမှန်တကယ်ရတယ်ဆိုပေမဲ့ငွေကြေးဖြန့်ပြူးမှုနဲ့ပေးဝင်မှုကကြတော့ထိန်ကုတ်ခံတာရှိတယ်ချို့တော့ရခဲ့တယ်နော်အခုဒီတစ်ခေါက်မှာကြတော့လုံးဝသမ္မတထရန့်ကိုတိုင်းလက်မှတ်ထိုးပြီးတော့ရမှာဖြစ်တယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ခေါက်ဘာမှအတ်ကနေပြီးတော့ရမယ်ခင်ဗျားတို့ NUG 121တန်းကတေချာတခုကစစ်တပ်နဲ့ပတ်သက်ပြီးတော့စစ်တပ်နဲ့ကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရပေါ့သူတို့လုံးဝတပြားတစ်ချက်ထိလို့ရမှာမဟုတ်ဘူးပြီးရတဲ့ခေါက်ကဒီပေါ့
ပေးသွားတဲ့ငွေကြေးအကူအညီရကြတော့ဘာကြောင့်မို့လို့စစ်တပ်ကရသွားဆိုတာကြတော့ဘာမှအောက်ကသွားတဲ့ပုံစံမျိုးထက်ဆိုလို့ရှိရင်သူကတနည်းတစ်ဖုံနဲ့သွားတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်မတော်ဒီကျွန်တော်နိုင်ငံတော်အစိုးရနေတဆင့်သွားတယ်နော်နိုင်ငံတကာအဖွဲ့အစည်းတွေကနေတဆင့်သွားတယ် USA ကသွားတယ်ဒီတစ်ခေါက်ကျတော့ခင်ဗျားတော်လန်ရေးကိုတီးတန့်တေးသေးချာချာကိုနိုင်ငံတော်အဆင့်ပေါ့နော်ဘယ်လိုခေါ်မလဲအမေရိကန်နိုင်ငံကအတိမတ်ပြုတ်လိုက်တာအတိမတ်ပြုတ်ပြီးတော့ပေးတဲ့နေရာငွေကြေးပေးတဲ့နေရာမှာပဲဒီငွေကြေးနဲ့ပတ်သက်လို့NASA ကတော့၎င်းမအိုမင်းအွန်လိုင်းအစိုးရလက်ထဲကိုတပြားတစ်ချက်မရောက်စေရဆိုတဲ့မူဝါဒပါလာတယ်နော်စီကံချက်ပါလာတဲ့အတွက်ကြောင့်မို့လာမဲ့ပုံစံတွေငွေကြေးလာမဲ့ပုံစံတွေကတအားကိုလှမယ်နော်တအားကိုလှမယ်ပုံစံတစ်မျိုးနဲ့သွားမယ်ဒီထက်မှပို့ပြီးတော့ဖြစ်သွားနိုင်တာကတော့ခင်ဗျားတို့ဒေါ်လာရေးမှာတကယ်တမ်းခုကြောက်နေရတာပါရှိတယ်ဆိုတဲ့ခါကျတော့တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခင်ဗျားတို့ကြောက်နေရတာရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အတိုင်းတာတစ်ခုထိကိုခင်ဗျားတို့အကူအညီရလာနိုင်တယ်ဘာအကူအညီတွေဖြစ်လာနိုင်တယ်လဲဆိုတာကတော့ကျွန်တော်လည်းမပြောချင်ဘူးနောက်တစ်ခုကခင်ဗျားတို့စီကကောင်တာပြန်လာနိုင်တဲ့အကူအညီမျိုးတွေအထိကိုကောင်တာဆိုစစ်ရေးမှာကောင်တာလိုင်းတဲ့အကူအညီမျိုးတွေအထိကိုအမေရိကန်အနေနဲ့ဘယ်လိုခေါ်မလဲဆိုတော့ကြည့်ရှုပေးလာနိုင်တာကိုကျွန်တော်ခံမှန်းလို့ရတယ်ဗောနော်အဲ့ဒီတော့ကြောင့်မလို့တော့အခုခင်ဗျားတို့ energy ကိုဒီတစ်ခါပေးမဲ့ကိစ္စတော့တေချာပါတယ်အမေရိကန်နိုင်ငံကနိုင်ငံတော်အဆင့်ခင်ဗျားတို့ရဲ့ဒေါ်လာကြီးကိုအတိမတ်ပြုလုပ်ပြီးတော့ပေးတာပါနော်ပြီးရတဲ့ခေါင်းနဲ့မတူဘူးပြီးရတဲ့ခေါင်းခင်ဗျားတို့ပေးတာမဟုတ်ဘူးပေးတာကနိုင်ငံတော်အဆင့်အရင်သွားပြီးတော့မှန်တကယ်အကျိုးရှိသွားတာနာဆာကအကျိုးရှိသွားတာဒီတစ်ခေါက်တော့မရဘူးဗျာနော်ဘယ်သူမှမကောင်းပါဘူးဗျာတဲ့သူမှပဲကောင်းတာပါဟုတ်လားလက်ကွက်ဒါရှိလို့ရှိတိုင်းပြောတာပါနော်ခင်ဗျားတို့ကျွန်တော်ကဟိုလိန်ညာပြောတာကျွန်တော်သိပြမလုံးပြောလို့မပြောချင်ဘူးလိန်ညာကလေလိန်ညာမဲ့အစားကျွန်တော်ဝန်ခံလိုက်မယ်ဗျာနော်လုံးဝမပြောဘဲနေပလိုက်မယ်လိန်ညာတဲ့အလုပ်ကကျွန်တော်မလုပ်ချင်ဘူးဗျာမိတော့ဖြေပေးပါအောင်ဗျာ NUG က lobby လုပ်ဖို့ပိုက်ဆံပေးထားတယ်မို့လားကျွန်တော် lobby လုပ်ဖို့ပိုက်ဆံပေးတာဆိုတော့တေချာလေးစဉ်းစားကြပါအောင်NUG ကျွန်တော် lobby ငားနိုင်တဲ့အဖွဲ့အစည်းမရှိပါဘူးနော်ကျွန်တော်တီးတန့်လွတ်လပ်ပြီးတော့ကိုစိတ်ထင်ရနော်ကိုအမြင်တတိပုတ်ကလအနေနဲ့မောင်မောင်ဆိုပြီးတော့ကိုမောင်မောင်ဆိုပြီးတော့တပင်နဲ့ရက်တည်တာပါတပင်နိုင်နဲ့ရက်တည်တာပါဘယ်သူရဲ့ကြောက်ရွံ့မှုချင်းချောက်မှုမှလည်းကျွန်တော်ကြောက်နေမှာမဟုတ်ဘူးဘယ်သူကမှလက်ထိုးထားတာမရှိဘူးเนาะ energy လည်းမလို့သွားပြီးငားနိုင်မှာလဲဗျာကျွန်တော်ငားမလားသူတို့ဒီတက်ပို့ပြီးတော့ထောက်ပို့လုပ်နိုင်တဲ့သူတွေငားမှာပေါ့ဗျာเนาะကျွန်တော် energy ကိုတလောက်ဝေဖန်တာလေเนาะလုံးဝမဖြစ်နိုင်ပါဘူးနောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တက်ငွေကြီးလည်းမလိုပါဘူးเนาะကျွန်တော်ဥမာဖြစ်လုံးဝမပြောရင်ကျွန်တော်ပတ်စံပို့ပြီးတော့ရပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အခုပြောနေတဲ့အချိန်ဒီမှာကျွန်တော်အလုပ်လုပ်မယ်ငွေရှာမယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်ယူရိုသိန်းကနန်းဆိုလဲဟုတ်တယ်နော်5သိန်းဆိုလဲဟုတ်ပါတယ်လိုချင်သွားဆိုလို့ရှိရင်ပေါ့လေနော်ရှာမယ်ဆိုလို့ရှိရင်ပေါ့ဗျာငွေကြေးရှာမယ်ဟဲ့ဆိုလို့ရှိရင်ပေါ့တော့ပါတော့လည်းပဲကျွန်တော်ရဲ့ဝါသနာလေးကိုကဘလို့မှတားမြာစီးမြတဲ့ဝါသနာဖြစ်နေတာပေါ့ဒါမျိုးလေးပြောနေတာစိတ်ချမ်းသာပါတယ်ကျွန်တော်ကလူတွေနဲ့စကားပြောတယ်ခင်ဗျားတို့လည်းအမျိုးတွေလိုချစ်နေပြီခင်ဗျားတို့ကအသေးလေးတွေပုံမှာခုံမိမိတာပါဗျာနော်ခင်ဗျားတို့ရအားပေးပါတယ်ဆိုတော့ချစ်စကားလေးတွေပုံမှာကျွန်တော်တားရပျော်ရွှင်နေမိတာမှန်ပါတယ်နော်ငွေကြေးအတွက်ဆိုလို့ရှိရင်တော့ကျွန်တော် live မပြောတော့ပါဘူး live မပြောရင်ကျွန်တော်ပတ်စံပို့ရပါတယ်ဒါအဲ့တော့ယုံပေးပါနော်ဟုတ်တိန်ကနဲ့ဆိုတာလည်းအများများသွားပါအဲ့လိုကြီးလည်းမဟုတ်ပါဘူးနော် sorry ပါအဲ့ဒီစကားလေးကိုမှကျွန်တော်ပြန်ပြီးတော့သုံးသပ်ပါမယ်တိန်ကနဲ့ဆိုလည်းမမားပါဘူးပေါ့နော်ကျွန်တော် okay ကျွန်တော်စီးပွားရေးလုပ်မရှာဖွေမယ်ဆိုရင်တော့ပါပဲကောင်းတဲ့အဆရအစီပြေပါစေဗျာဆွဆွဲနေတာကိုမောင်ကိုတဲ့တရားဆွဲပြရတယ်ကိုဟုတ်ဖေးလာဟုခပါနော်ဟာလေ121တန်းတော့မလိုချင်ဘူးတဲ့ကောင်းတာပြန်နိုင်တဲ့လေရင်ပြက်လက်နက်တွေပဲလိုချင်တယ်တဲ့ခင်ဗျားလည်းသိပါတယ်တဲ့မင်းအောင်လိုင်းပြည်သူကိုဘယ်လိုရက်ဆက်နေသလဲဆိုတာအဲ့တော့အခုလေရင်တိုက်ခိုက်မှုတွေကလည်းကျွန်တော်တို့ဝန်ခံမဲ့တိုင်းတာရှိတာပါလဲဆိုတော့လေဟိုလေရင်တိုက်ခိုက်မှုတွေကဘယ်သူမှမညာဘူးဗျဘယ်သူမှမညာဘူးဆိုတာခင်ဗျားတို့ပြည်သူတော့မပြောမှလည်းကိုစစ်သားကကိုမညာပါဘူးเนาะအဲ့တော့ခင်ဗျာအဲ့လေရင်တိုက်ခိုက်မှုကိုကျွန်တော်နည်းနည်းလေးတော့ပြန်မေးခွန်းထုတ်ချင်တယ်ဗျာသိလားဘာကြောင့်မေးခွန်းထုတ်ချင်လဲဆိုတော့ကျွန်တော်လေရင်တိုက်ခိုက်မှုနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်သိရှိနားလည်ထားတာအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမှန်တကယ်ဟိုခင်ဗျားတို့ဒီတိုက်ပွဲတွေမှာလေရင်ပြစ်တယ်ဟုတ်ခင်ဗျားတို့ဒီပေါ့သူတို့
တော်လန်ရေးတွေကိုတော်လန်ရေးလုပ်နေတဲ့သူတွေပေါ့နော်လက်နက်ကင်တွေကိုထိထားတဲ့ဆာလို့ရှိရင်ကိုစစ်သားကိုထိတာပုံများတယ်ကိုစစ်သားကိုထိထားတဲ့ဆာလို့ရှိရင်ပြည်သူထိတာပုံများတယ်ဖြစ်တယ်အဲ့တော့ဒါကလေဟိုစစ်တပ်ကပြည်သူကိုလုပ်တယ်လို့တော့မထင်ဘူးဗျသူတို့မှန်းပြရမ်းပြပြီးတော့သူတို့အာသာဖြီနေတဲ့ပုံစံမျိုးတွေဖြစ်နေ။ဘာကြောင့်လဲဆိုတော့တကယ်တမ်းတိုက်ပွဲမှာနေလန်းကာလာရင်ဆိုင်ပြစ်တယ်။ကိုချင်းချင်းပြန်ပြစ်သွားတာ။ဟို AR ဘက်မှာအယောက်90ကျော်ကျွန်တော်အဲ့ဒါလေးပါဇက်ကရားနေတာပဲ။ငြိမ်နေရလဲမကောင်းတဲ့အတွက်ကြောင့်ကျွန်တော်မှာအမှန်တရားလဲပြောခြင်းဘယ်လိုခေါ်မလဲဆိုတော့တနေ့လေးလဲပြန်ပြီးတော့အချိန်မတိုင်သေးတာတကြောင်ပေါ့လေနော်အဲ့ဒါကြောင့်မလို့ကျွန်တော်မပြောဘဲနဲ့ထားနေပေမဲ့တကယ်တမ်းပြန်ဆော်သွားတာကိုချင်းချင်းပဲပြန်ပြီးလေရင်နဲ့ပြန်ပစ်ချသွားတာဟုတ်ဘက်မှာလည်းအဲ့လေကိုချင်းချင်းပဲပြန်ထိတာအဲ့တော့နောက်တစ်ခုကပြည်သူထိတယ်ဆိုတော့အဆမ်းမဟုတ်တော့လေဗျာနော်အဲ့လေရင်ကလည်းမလွယ်ဘူးဗျာသိလား